အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ AFS Special လေ့လာစာပေကမ္ဘာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာတစ်လွှားကအလွန်ထူးဆန်းလာတဲ့အလားပါစံနှုန်းများပတ်ဝန်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဘယ်လိုမျိုးထူးဆန်းလာတဲ့အလားပါစံနှုန်းတွေဖြစ်မလဲဆိုတာကိုသိရအောင်အခုပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ရှည်လျားတဲ့လေပဲဒါကတော့အားလုံးသိကြမှာပါမြန်မာနိုင်ငံရဲ့ကယန်းလူမျိုးစုတွေဟာကျင်းနီကွင်းများကိုကလေးဘဝတွေကလေပင်မှာတက်ဆင်ကြပြီးပုံမရှည်လျားတဲ့လေပင်ဖြစ်လာအောင်လုပ်ကြတာပါမိန်းကလေးတွေဟာအသက်9နှစ်ကနေစပြီးဝတ်ဆင်ရပါတယ်ဒါကလေပင်တွေမဟုတ်ပဲကြံတဲ့ဒူးကောင်းတို့လိုမျိုးစိတ်ပိုင်းတွေမှာလည်းတက်ဆင်တတ်ကြပါတယ်ခုလိုမျိုးအကွင်းတွေတက်ဆင်ထားတဲ့ရှည်လျားတဲ့လေပင်ဟာပုံမလှပတယ်လို့သတ်မှတ်ခံရတဲ့အပြင်ကိုယ့်ရဲ့လူနေမှုစဉ်တဲ့ကိုလည်းဆုံးဖြတ်တတ်ပါတယ်တဲ့နှကန်းထဲမှာအဝိုင်းများထည့်ခြင်းအီသီယိုးပီးယားနိုင်ငံကမာစီနဲ့ဆူရီလူမျိုးအမျိုးသမီးတွေဟာသူတို့ရဲ့အောင်နှကန်းတွေကိုရှွန့်နဲ့သို့မဟုတ်တသားနဲ့ပြုတ်လောက်ထားတဲ့လစ်ပလိတ်လို့သိရတဲ့နှကန်းပြားလောက်နေရှိရဲ့အပြားကိုထည့်သွင်းကြပါတယ်ကိုရီနေနဲ့ကြည့်ရင်တော့တရားစရာကောင်းမိမယ်သူတို့တွေကတော့ကျင်သားရနေတဲ့ပုံပါပဲအဲ့ဒီလိုတက်ဆင်ထားတာကလှပခြင်းရင်းချက်ခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းတွေကိုကိုစားပြုပါတယ်တဲ့အနည်းရောင်သွားများဂျပန်နိုင်ငံမှာသွားနဲ့ရောင်ဖြစ်အောင်လုပ်တဲ့ Ohakuro လို့ခေါ်တဲ့ရိုးရာတစ်ခုရှိခဲ့ပါတယ်သွားနဲ့ရောင်များကလှပခြင်းနဲ့မြင်မာတဲ့လူနေမှုအစဉ်အလာတွေကိုဆုံးဖြတ်ပေးပါတယ်တာမန်အောက်ခြေလူလန်းစားတွေဟာဖြူအောင်သွားပိုင်ဆိုင်သူများသာဖြစ်ပြီးဆာမူရိုင်းတွေနဲ့ချမ်းသာသူမိသားစုလူလန်းစားတွေကတော့အနှဲရောင်သွားပိုင်ဆိုင်သူများဖြစ်ပါတယ်။တန်မုံများနဲ့ဗီနီဂါရောဆက်ထားတဲ့အရည်ကိုသွားမှာတုံလိမ့်ပြီးနှမ်းမောင်တဲ့အရာကိုရယူကြပါတယ်။1880ခုနှစ်မှာမေဂျီအစိုးရဟာဒီထုံးတဲ့အစဉ်လာကိုအပြီးပိုင်ဖြစ်သိမ်းပြီးဗန်လိုက်တာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့သိငယ်တဲ့ခြေဖွားများတရုတ်နိုင်ငံမှာမိန်းကလေးတွေရဲ့ခြေဖွားကိုသိငယ်အောင်ငယ်စဉ်ကတည်းကစီးနှောင်ထားတဲ့ထုံးတဲ့စင်လာတစ်ခုရှိခဲ့ပါတယ်။10 century လောက်ကနေစပြီး20 century မှာပဲပြီးဆုံးသွားတဲ့ရိုးရာတစ်ခုပါ။ခြေဖွားတွေကိုတော်တော်လေးကိုဖိသိပ်ပြီးထောက်ကစီးထားတာမလို့လာကျင်မှုတန်ကိုအတော်ခံရပါတယ်တဲ့။သူတို့ရဲ့ရည်မှန်းချက်ကတော့ကြောင်ဝင်းလောက်ပဲရှိတဲ့ခြေဖွားကိုပိုင်ဆိုင်နိုင်မှုပါ။အတိုင်းအတာနဲ့ပြောရရင်လေးလမ်းမလောက်ပဲရှိရဲ့ခြေပွားကိုရနိုင်ဖို့ပါတဲ့ချမ်းသာပြီးအစင်တန်းမြင့်တဲ့မိသားစုကမိန်းကလေးတွေဆိုရင်ကိုလိုမျိုးခြေပွားကိုပိုင်ဆိုင်ဖို့ပို့လုပ်ကြရပါတယ်အဲ့လိုလုပ်တာဟာလှပကြောင်ချမ်းသာကြောင်မိန်းကလေးဆန်ပြီးတိမ်မွေကြောင်တို့ကိုပြသပြီးလက်ထက်ထိန်မြရမှာပုံမအစဉ်ပြေစည်းဖို့ပါတဲ့အဲ့ဒီနှစ်ထောင်ကြီးရဲ့ထုံးတန်းကိုတော့1912ခုနှစ်မှာတားမြစ်ဖျက်သိမ်းခဲ့ပါတယ်ဒါပေမဲ့လည်းကျေးလက်ဒေသတွေမှာတော့ဆက်လက်တည်ရှိနေတော့ပါအဲ့ဒီခေတ်ကိုဖျက်ဆီးအသက်ရှင်ခဲ့တဲ့အဖွားအိုတွေမှာဆိုရင်ခုချိန်ထိအဲ့လိုခြေဖွားမျိုးရှိတာကိုတွေ့ရနိုင်ပါတယ်ပတ်ဝန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာပတ်တူလေးကိုလည်းနောက်ဘက်မှာဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြဖို့တောင်းဆိုပါရခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်